တေဆုံးသွားတဲ့စစ်သားစီမှာသတင်းစကားပါတဲ့ဆလင်ဒါတစ်ခုပါလာပါတယ်။ Chuck ဆိုတဲ့တပ်ထုတွင်လှုပ်သားတစ်ယောက်က screamer တွေမသိအောင်သူ့ရဲ့နှလုံးခုန်တန်းကိုဖုံးကွယ်ပေးတဲ့လက်ကောက်ကိုဝစ်ပြီးအဲ့ဒီဆလင်ဒါကိုတွားယူခဲ့ပါတယ်။အဲ့ဒီသတင်းစကားကတော့ Nabal Marshall စီကနေငြိမ်းချမ်းရေးဆွေးနွေးဖို့ကန့်လန့်ထားတာပါ။ဒါပေမဲ့တပ်မှူး Joseph ကတော့ဒါဟာထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့တန်တရားဝင်နေပါတယ်။အဲ့ဒီအချိန်မှာပဲပုံမှန်သွားလာနေကြလမ်းကြောင်းမဟုတ်တဲ့နေရာတစ်ခုမှာကုန်တင်ရင်တစ်စီးအရေးပေါ်ဆင်းသက်ဖို့တောင်းဆိုလာတဲ့အခါသူတို့ရဲ့တန်တရားတွေပိုကြီးလာပါတယ်။အတွင်းရေးမှူး Green စီကနေ hologram သတင်းစကားတစ်ခုရောက်လာပြီး Trident 4မှာရေဒီယိုတက်တိကြောင့်မှုမရှိတဲ့ Boranian တပ်ထုကိုတွေ့ရှိခဲ့တာကြောင့်ငြိမ်းချမ်းရေးရပြီလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့အသေးမုန်တိုင်းကြောင့်သတင်းစကားကပြတ်တောက်သွားပြီး Green ရဲ့ပုံရိပ်လည်းပျောက်ကွယ်သွားပါတယ်။နောက်ပိုင်းမှာတော့ကုန်တင်ရင်ပြတ်ကျမှုကနေအသက်ရှင်ကျန်ရစ်တဲ့တနက်ပြကျွမ်းကျင်သူအစစီကနေအတွင်းရေးမှူး Green ဟာလွန်ခဲ့တဲ့2နှစ်ကတည်းကတေဆုံးသွားပြီဆိုတာကို Joseph သိလိုက်ရပါတယ်။အဲ့ဒီတော့မှကဘာမြေပေါ်က audience တွေကသူတို့ကိုစွန့်ပစ်သွားပြီဖြစ်ပြီးငြိမ်းချမ်းရေးသတင်းစကားဆိုတာလဲလှည့်စားမှုတစ်ခုသာဖြစ်တယ်ဆိုတာကို Joseph သဘောပေါက်သွားပါတယ်။ Joseph ဟာငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်နမစခန်းကိုသွားဖို့ဆုံးဖြတ်လိုက်ပြီးစကူပါခေါ်သွားခဲ့ပါတယ်။နင်းတွေဖုံးလွှမ်းနေတဲ့အပြက်အစည်းတွေကြားထဲကနေသွားနေတော့မှသူတို့ဟာအယုတ်လေးတစ်ယုတ်ကိုကင်ထားတဲ့ David ဆိုတဲ့ကလေးလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ David ကသူဟာအသက်ရှင်ကျန်ရစ်သူလို့ပြောတာကြောင့် Joseph ကတိတ်မခေါ်သွားခြင်းပေမဲ့လည်းနောက်ဆုံးမှာတော့ခေါ်သွားခဲ့ပါတယ်